မင်္ဂလာပါရှင်တင်နန်းချင်းလေးသိရှင်ပါတယ်စတင်တင်ငွေတက်ရှင်တာပါဆိုတော့တင်နန်းကာလာလေးရောရှင်ဆိုတော့စိတ်ဝင်စားမြင်မြန်ပြီးလို့အရင်ဆုံးကျေးဇူးတင်တယ်လို့ပြောရှင်ပါတယ်ရှင်နောက်တစ်ခုကကြတော့ဘယ်အပိုင်းလေးကိုတက်ရှင်တာလဲပေါ့နော်ဒီဆဲတို့နံပါတ်တော့အပိုင်းအများကြီးရှိရဆိုတော့ကိုတက်ရှင်တဲ့အပိုင်းကိုပြောရဲဆိုရင်တော့ဒီဆဲကဂျာမဲရဲနဲ့တင်နန်းချင်းတွေကိုတစ်ခါတည်းဒီလေးပြောလို့ရတယ်အချိန်တွေရောပြောလို့ရတယ်ပေါ့နော်အခုကကြတော့ဘယ်အပိုင်းကိုမေးလဲမသိရတဲ့အတွက်ကိုအဲ့ဒါလေးကိုပြန်ပြီးတော့ပြောပြပါရှင်နောက်တစ်ခုကကြတော့ TikTok ကနေစာပြန်တဲ့လူ comment မဲ့နဲ့တော်တော်များကြတချို့ဟာဆိုမကြည့်မိရများရပေါ့နော်သူ schedule တိုင်းပဲတင်ထားပြီးတော့တက်လာဖြစ်တဲ့အတွက်မကြည့်လိုက်မိရရှိတယ်ဒါကြောင့်မလို့တခါတည်းအကြောင်းပြန်လာလို့ရှင်တယ်ဆိုလို့ရှိရင်တော့ Viber နံပါတ်ကိုလာခဲ့ပါရှင် Viber နံပါတ်ကတော့ချက်ရှင်လည်းတည်တယ်ချက်ရှင်လည်းအကြောင်းပြန်လို့ရရပေါ့နော်အမြဲတမ်းလည်းဝင်ကြည့်ဖြစ်တဲ့ဟာလေးပေါ့နောက်တစ်ခုကကြတော့ Telegram ကနေပြီးတော့မှဒီတင်တဲ့ပတ်သက်တဲ့ဟာမိထားအများကြီးရှိရပေါ့နော် Telegram ကလည်းတိတ်ပြီးတော့မသုံးဖြစ်ဘူးဒါဆိုတော့ Viber ကိုပဲလာရင်တော့ပို့ပြီးတော့မှကိုသိချင်တဲ့ data ကိုကြည့်ချင်တဲ့အကြောင်းအရာကိုမြန်မြန်သိရပါလိမ့်မယ်ပြီးတော့ဒီလေးကြပို့သိရပါလိမ့်မယ်ပေါ့နော်အဲ့ဒါလေးပြောချင်လို့ပါရှင်ညီမလေးက Viber အခုဒီ post မှာ Viber နံပါတ်လေးချထားပေးပါမယ်အဲ့ဒီကိုလာခဲ့ပါရှင်အဲ့ဒီမှာတက်ချင်တဲ့တင်တဲ့အမျိုးအစားကိုမူတည်ပြီးတော့ဘယ်ရက်လေးတွေရတယ်ဘယ်အချိန်လေးတွေရတယ်တင်တဲ့ကာလတော့ဘယ်လောက်ကြာမယ်ဈေးနှုန်းကဘယ်လောက်ဆိုတဲ့ဟာလေးပြပြပေးပါမယ်တင်တဲ့အမျိုးအစားအများတော့ဒီမှာပြောပြလိုက်လို့ရှိရင်မလောက်မှာဆိုလို့ပါရှင်ပြီးတော့ဒီလေးမသိရမှာဆိုလို့ပါရှင်မတို့တင်တဲ့လေးကိုစိတ်ဝင်စားရင်မြန်မြန်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်